အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမတို့အားလုံးရဲ့ဘဝအတွက်အရင်ရေးချင်းဆုံးဖြစ်တဲ့ချက်တစ်ချက်ကြောင့်ပြောပြချင်ပါတယ်အဲ့ဒါကတော့ဆင်းရဲတဲ့သူနဲ့ချမ်းသာတဲ့သူတွေကြားမှာရှိနေတဲ့ငွေကြေးပေါ်ထားတဲ့အမြင်နဲ့သုံးလုံးကွာခြားချက်ပဲဖြစ်ပါတယ်လူတော်တော်များများကချမ်းသာဖို့ဆိုတာကံတရားဒါမှမဟုတ်ရင်ပညာရေးချင်းပေါ်မှာမူတည်တယ်လို့ထင်တတ်ကြပါတယ်တကယ်တမ်းတော့ဒါကျမတို့ရဲ့နေ့စဉ်တွေ့ကြုံပုံနဲ့စကားပြောပုံတွေကနေစတင်လာတာပါဆင်းရဲတဲ့သူတွေကငွေကိုရုန်းကန်ရရင်အရာတစ်ခုလိုမြင်ကြပြီးချမ်းသာတဲ့သူတွေကတော့ငွေကိုအခွင့်အလမ်းတစ်ခုလိုမြင်တတ်ကြပါတယ်ဒီကွာခြားချက်ကသူတို့ရဲ့ဘဝလမ်းကြောင်းကိုလုံးဝဆန့်ကျင်မဖြစ်သွားစေတာပါဥပမာအဖြစ်ဆင်းရဲတဲ့သူတွေကအရာရာငါတောင်မွေးနိုင်မှုဆိုတဲ့စကားလုံးနဲ့လမ်းဆုံးလိုက်ကြပါတယ်ဒီစကားလုံးကအုံနောက်လုံးလုံးရတာရက်တန်တစေပြီးစင်ကြေပေးဖို့အသင်ပေးလိုက်သူဖြစ်သွားပါတယ်ဒါပေမဲ့ချမ်းသာတဲ့စိတ်နဲ့ရှိသူတွေကတော့ငါတောင်ဝယ်နိုင်မှုဘာလုပ်ရမလဲဆိုပြီးမိကုန်းကိုပြောင်းမိကြပါတယ်ဒီမိကုန်းတစ်ခုကနေတင့်ရဲ့အုံနောက်ကိုဖြေရှာဖို့လှုံ့ဆော်ပေးလိုက်တာပါကျမတို့ဒီနေ့မှာတုံးနေတဲ့စကားလုံးတွေကကျမတို့ရဲ့စီစဉ်ဥစ္စာကိုဆုံးဖြတ်ပေးနေတာပါအလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်းငါမှရည်ချင်းမရှိလို့မလုပ်နိုင်ဘူးလို့ပြောမဲ့စားငါမှရှိတဲ့အရင်းနည်းလေးနဲ့ဘယ်လိုစတင်နိုင်မလဲလို့တွေးတာကချမ်းသာခြင်းရဲ့အစပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာကျမတို့အထူးလေ့လာသွားမယ့်အချက်တွေကတင့်ရဲ့ငွေကြေးဆိုင်ရာအမြင်တွေကိုတစ်လုံးပြောင်းလဲသွားစေပါလိမ့်မယ်အခုကစပြီးတင့်ကိုတင်ငါမလုပ်နိုင်ဘူးဆိုတဲ့စကားလုံးတွေထဲမှာပြည့်အောင်မထားပါနဲ့ခွင့်လန်းဆိုတာရှာတတ်တဲ့သူတွေအတွက်ပဲအမြင်နဲ့ရှိနေတာပါအခုကျမတို့နောက်ထပ်အရေးကြီးတဲ့အချက်တွေကိုဆက်ပြီးလေ့လာကြည့်ကြရအောင်သူကြည့်ကွာခြားချက်အနေနဲ့တော့လူတော်တော်များများကငွေကြေးနဲ့ပတ်သက်လာရင်ငါကံမကောင်းလို့ဆင်းရဲနေတာဒါမှမဟုတ်ရင်ငါမှအခွင့်အလမ်းမရှိလို့ဆိုတဲ့စကားလုံးတွေနဲ့ပဲတုံ့ပြန်ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ကံတရားထက်ပိုရေးကြည့်တာကကျမတို့ရဲ့ငွေကြေးဆိုင်ရာလေးထားရဖြစ်ပါတယ်ဆင်းရဲသူတွေကအဆင်ရလာရင်ဘယ်လိုသုံးပြရမလဲဆိုတာကိုအရင်ဆုံးစဉ်းစားကြပြီးချမ်းသာတဲ့သူတွေကတော့ဒီပတ်စံကိုဘယ်လိုတိုးအောင်လုပ်ရမလဲဆိုတာကိုပဲအရင်ဆုံးဦးစားပေးစဉ်းစားကြပါတယ်အဲ့ဒီနေရာမှာပတ်စံမှုနဲ့ပြည်ရန်တောင်းရင်းဆိုတဲ့အယူဆနှစ်ခုကိုကိုယ်ပြပြနားလည်ဖို့လိုပါတယ်ဆင်းရဲတဲ့သူတွေနဲ့လူလက်တန်းစားတွေကသူတို့ပတ်စံတင်ပေးနိုင်တဲ့ဘဝတည်းအဝတ်စားကောင်းစားရည်နဲ့အသုံးဆောင်တွေကိုပတ်စံမှုလို့ထင်ပြီးဝေရကြပါတယ်တကယ်တော့ဒါနေဟာသူတို့အိတ်ကထဲကပတ်စံမှုထွက်သွားစေမဲ့ပြည်ရန်တောင်းနေတာဖြစ်ပါတယ်တစ်ဖက်မှာတော့ချမ်းသာရဲ့သူတွေကပတ်စံပြန်ဝင်လာစေမယ့်အကြောင်းတွေလိုပဲအရှင်းကြီးလုပ်ကြပါတယ်ဥပမာအဖြစ်လူတို့ရမယ့်စာအုပ်တွေနည်းနည်းငယ်လေးတွေဒါမှမဟုတ်ရင်းနှီးမှုနဲ့မှုတွေပေါ့တင်သွင်းလိုက်တဲ့စက်တစ်ထောင်တိုင်းဟာတင့်အတွက်ငွေရှာပေးမဲ့အလုပ်သမားတစ်ယောက်ဖြစ်သွားနိုင်တယ်လို့လေလေးကိုပျောက်ကွယ်သွားမယ်အငွေ့တက်တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ငါမှပတ်စံရှိလို့မစုနိုင်ဘူးဆိုတဲ့စကားကိုအခုပဲရပ်တင်လိုက်ပါပတ်စံရှိလို့စုတာမဟုတ်ပဲစုလို့ပတ်စံရှိလာတာဖြစ်ပါတယ်တင်ဘလောက်ပဲဝင်နေပါစေအဲ့ဒီထဲကနေအနှင်းငယ်ကိုဖယ်ချမ်းပြီးကိုကိုပြန်လဲရင်းနှီးမြှုပ်နှံခြင်းကချမ်းသာခြင်းရဲ့အကြီးငယ်အုံမြစ်ပါတယ်ပတ်စံကိုအလုပ်ခိုင်းတတ်ဖို့ဆိုရင်အရင်ဆုံးတည့်ရစိတ်ကိုအလုပ်ပေးရမှာပါအခုကျွန်တော်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ကွာခြားချက်တစ်ခုစစ်ကြည့်လိုက်ကြရအောင်တတိယချက်အနေနဲ့လူများစုကအလုပ်ကြိုးစားရင်ချမ်းသာမယ်လို့ယုံကြည်ထားကြပါတယ်ဒါတော့ပဲမှန်ပါတယ်အလုပ်ကြိုးစားရင်လည်းချမ်းသာရေးဆိုရင်လူမျိုးမှာအပြည့်မှန်ဆုံးလုပ်ကိုင်နေတဲ့သူတွေဟာတပတ်ချမ်းသာဆုံးဖြစ်နေတဲ့တာပေါ့တကယ်တမ်းမှာတော့ချမ်းသာတဲ့သူတွေကအလုပ်ကိုကြိုးစားရုံနဲ့မကပဲပါပါနဲ့အလုပ်ခိုင်းတတ်ကြတာပါဆင်းရဲသူတွေကပတ်စံအတွက်အလုပ်လုပ်ကြပြီးချမ်းသာတဲ့သူတွေကတော့ပတ်စံကိုသူတို့အတွက်အလုပ်လုပ်ခိုင်းကြပါတယ်ဒီနေရာမှာအရေးကြီးဆုံးကငွေကြေးပညာပါပဲကျောင်းတွေမှာကျွန်တော်ကအဆင့်ကောင်းမှုနဲ့အလုပ်ကောင်းကောင်းရဖို့ပဲသင်ခဲ့ရပါတယ်ဒါပေမဲ့ရှာလာတဲ့ပတ်စံကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုတော့ဘယ်သူမှမသင်ပေးခဲ့ကြပါဘူးဒါကြောင့်ပဲလူအတော်များများဟာငွေဘလောက်ပဲကောင်းကောင်းငါ့ကိုရင်ပတ်စံမကျန်ပဲချက်ပြေးလုံးနဲ့မှပိတ်မိနေကြတာပါတဲ့ငွေတိုးလာတဲ့မြတ်အသုံးစိတ်ကိုလည်းလိုက်တုံးနေမယ်ဆိုရင်တဲ့ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ပါဘူးငါကတော့အစိုးရဝန်ထမ်းမလို့ဒါမှမဟုတ်ငါကတော့ကုမ္ပဏီဝန်ထမ်းမလို့ဆိုရင်ပေါင်းနေထဲမှာတင်ကိုယ်တိုင်ပိတ်မထားပါနဲ့ကိုယ့်ရဲ့ပင်မအလုပ်ပြင်တခြားဝန်လမ်းကြောင်းတစ်ခုထည့်ရှိလာဘယ်လိုလုပ်ရမလဲဆိုတာကိုအမြဲကျင်ဆနေရပါမယ်အခက်အခဲတွေကိုအကြောင်းပြချက်လုပ်နေမယ့်အစားအခက်အခဲတွေကိုလှုပ်ကြည့်တစ်ခုလုပ်ပြီးတက်လှမ်းရမှာပါတင်ဟာပတ်စံရဲ့ကျွန်းဖြစ်လားဒါမှမဟုတ်
ပတ်စံကိုတင့်ရဲ့ကျွန်ဖြစ်အောင်ခိုင်မလိုက်ဆိုတာကတင့်ရဲ့စုပ်ပြချက်ပုံမှာမှုတည်ပါတယ်အခုဆိုရင်အခြေခံအချက်တွေကိုတင်သဘောပေါက်လောက်ပြီလို့ထင်ပါတယ်နောက်ထပ်အရေးကြီးတဲ့အပိုင်းမှာတော့ကျမတို့ဘယ်လိုလက်တွေ့စတင်ကြမလဲဆိုတာကိုဆက်ပြီးပြောပြပေးသွားပါမယ်နောက်ထပ်ချက်အနေနဲ့လက်တွေ့မှာစတင်နိုင်မှုပထမဆုံးဆင့်ကတော့တင့်ရဲ့အကျွေးတွေကိုပြင်ဆက်စစ်ဖို့ဖြစ်ပါတယ်လူအတော်များများကအကျွေးဆိုရင်အကုန်မကောင်းဘူးလို့ထင်နေကြရင်ပဲတကယ်တော့အကျွေးမှာအကောင်းနဲ့အဆိုးဆိုပြီးနှစ်မျိုးရှိပါတယ်အကျွေးဆိုးဆိုတာကတင့်အိတ်ကလေးကပိတ်ဆံကိုနောက်စဉ်ထုတ်သားစီပြီးဘာအကျွေးမြတ်မပြန်ပေးတဲ့အကျွေးမျိုးပါဥပမာလူကြားထဲမှာကြွားချင်လို့တိုးနဲ့ဝယ်ထားတဲ့ပစ္စည်းတွေပေါ့အကျွေးကောင်းဆိုတာကတော့အဲ့ငွေကိုယူပြီးစီးပွားရေးတစ်ခုခုမှာရင်းနှီးမြှုပ်နှံလိုက်လို့အတိုးထက်ပိုတဲ့အမြင့်ငွေပြန်ရလာတာမျိုးကိုဆိုလိုပါတယ်ချမ်းသာရဲ့သူတွေကအကျွေးကိုအရင်းနှီးဖြစ်သုံးနေကြပြီးဆင်းရဲတဲ့သူတွေကတော့အကျွေးကိုအသုံးဆောင်နေအတွက်သုံးပြကြပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့တင်ယူမှုကိုမရက်တတ်မှုပါပဲတင်ရဲ့ပိုင်ဆိုင်မှုတွေကတန်ဖိုးအရှိဆုံးကတင်ရဲ့အုံနောက်ပဲဖြစ်ပါတယ်စာအုပ်တုပ်ဖတ်လိုက်တာတင်နန်းတစ်ခုတက်လိုက်တာဒါမှမဟုတ်ခုလိုဘူးတူရနေဗီဒီယိုတွေကြည့်နေတာတင့်ကုန်တန်ဖိုးမြင့်တင်နေတာပါလူအတော်များများကဝယ်ဆန်းအတွက်ဝယ်သိန်းချီသုံးဖို့မလေးချပြီမဲ့အသိပညာအတွက်ချက်တောင်းကနန်းသုံးဖို့ကြတော့တွတ်ဆုံနေကြပါတယ်ဒါဟာဆင်းရဲခြင်းအဓိကအတားအဆီးတစ်ခုပါပဲဒီနေ့ကို15မိနစ်လောက်ပဲဖြစ်ဖြစ်ငွေကြေးနဲ့ပတ်သက်တဲ့ဘူးတူတာတွေကိုလေ့လာပါတင်ဟာငွေကြေးအကြောင်းပိုသိလာရင်ငွေကြေးကိုထိန်းချုပ်နိုင်စွမ်းပိုရှိလာလေပဲဖြစ်မှာပါငါအခုမှစတာနောက်ကျနေပြီလားလို့မမေးပါနဲ့အပင်ဆိုင်ဖို့အကောင်ဆုံးအချိန်ဟာလွန်ခဲ့တဲ့နှစ်20ရာဖြစ်ခဲ့ပေမဲ့ဒုတိယအကောင်ဆုံးအချိန်ကတော့အခုပဲဖြစ်ပါတယ်နောက်ဆုံးချက်ဖြစ်တဲ့ဘဝအတွက်အနှစ်ချုပ်ကိုဆက်ကြည့်ကြအောင်ပါနောက်ဆုံးအချက်လေးနဲ့ကျွန်မအဓိကထိုင်ပြောချင်တာကတော့စိတ်ရဲ့အကြောင်းပါပဲချမ်းသာခြင်းဆိုတာတင့်ရဲ့ဘဏ်အကောင့်ထဲမှာရှိတဲ့ကဏ္ဍတွေတဲ့တင့်အုံတော်ထဲမှာရှိတဲ့အတွေ့အခေါ်တွေကနေအရင်စတင်တာပါဆင်းရဲတဲ့စိတ်တွေရှိတာငွေဘယ်လောက်ပဲရလာပါစေခဏအတွင်းမှာပြန်ကုန်တော့တဲ့လေချမ်းသာတဲ့စိတ်တွေရှိသူကတော့အရာလုံးချုံသွားရင်တောင်တုံညကနေပြန်ပြီးကျွမ်းအောင်လုပ်နေစွမ်းရှိပါတယ်ဒါကြောင့်မဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးကိုတင့်အပိတန်တွေကနေအပြည့်တိုင်းဖြတ်ထုတ်လိုက်ပါတင်ပဝန်းကျင်မှာရှိတဲ့သူတွေကိုလည်းသတိထားပါတင့်ကိုအမြဲတမ်းအားပေးပြီးတိုးတက်အောင်တွန်းအားပေးတဲ့သူတွေနဲ့ပဲနိမိတ်ကနေပါငွေချင်းဆိုတာလူဘဝရဲ့အရာအလုံးမဟုတ်ပေမဲ့တင့်ရဲ့ဘဝရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ဖို့နဲ့တင်ချက်တဲ့သူတွေကိုကပ်ကွယ်ဖို့အတွက်အားကောင်းတဲ့တစ်ခုဖြစ်ပါတယ်ဒီနေ့ကျွန်မပြပြသားတဲ့အချက်တွေကိုနားထောင်နေတဲ့မရက်တဲ့မဲလက်တွေ့မှာတစ်ခုချင်းစီစတင်ပြီးပြောင်းလဲကြည့်ပါအသုံးစိတ်လေးတွေကိုစင်းမတာကနေစမလားဒါမှမဟုတ်ရင်ဘုဒ္ဓရရမယ့်စာအုပ်တို့ကိုစဖတ်မလားအခုပဲဆုံးဖြတ်ချက်ချလိုက်ပါတင့်ရဲ့ဒီနေ့အပြောင်းအလဲတစ်ခုဟာငါးနှစ်10နှစ်မှာတင်မထင်မှတ်ထားတဲ့အောင်မြင်မှုတွေစီခေါ်ဆောင်သွားပါလိမ့်မယ်ဘဝဆိုတာပြိုင်ပွဲတစ်ခုမဟုတ်ပေမဲ့ကိုမနေ့ကထပ်ပိုကောင်းအောင်လုပ်ရခြင်းကအတိအကျရှိဆုံးလုပ်ပါပဲအားလုံးပဲငွေကြေးဆိုင်ရာလွတ်လပ်မှုတွေရရှိပြီးစိတ်ချမ်းသာကိုယ်ကျန်းမာတဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုလိုအဆုံးထိလက်ထောက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဘုဒ္ဓအသက်တွေမှာပြန်တွေ့ကြပါဦးမယ်